အားလုံးပဲမင်္ဂလာပါထမင်းမိန်စီမနက်စာလေးကိုချက်ပြုတ်ပြင်ဆင်ပြထားပါရရှင်အခုလိုမျိုးမိုးအေးနေတဲ့ချိန်လေးမှာအများကြီးညိုငပိရေကျိုးပူပူဆက်ဆက်လေးနဲ့အကျော်လေးနဲ့အလိုက်ဖက်ဆုံးပါပဲရှင်ပထမဆုံးငပိရေလေးကိုကျိုးထားလိုက်ပါမယ်ဒါလေးကတော့ဟင်းရွက်ကြော်လေးကြော်ဖို့အတွက်ချက်တုံးလေးရဲ့ကစုံရွက်ရဲ့စူးပုတ်ရွက်ကလေးတွေကိုတေချာပြင်ဆင်ထားပါတယ်ကြော်မုံလေးနဲ့စားလေးနဲ့ထည့်ပါတယ်။ဒါလေးကတော့ဟင်းရဲ့ကြော်လေးကြော်ဖို့အသင့်ဖြစ်နေပါပြီ။အိမ်မှာကြော်တာဆိုတော့စီမတက်မှလည်းစိတ်ပူစရာမလိုတော့ဘူးနော်။အခုလိုရွှေဝါရောင်လေးတန်းလာပြီဆိုရင်တော့ဆဲထားလိုက်ပါမယ်ဒါလေးကတော့ချက်တုံကြော်လေးကြော်ဖို့အတွက်ပါချက်သွန်ကြော်လေးရွှေဝါရောင်တန်းလာပြီဆိုရင်ဆဲထားပေးလိုက်ပါမယ်ရှင်ရုံမွားနေတဲ့အကြော်ပူပူလေးတွေရပါပြီရှင်အပီးရေအိုးလေးကလည်းဆိုးနေပါပြီမြားရင်ညိုကနေပြီးတော့ထုတ်ထားတဲ့အယောင်ဆိုးစေးလို့လောင်မုံလေးနဲ့အပီးရေဆက်ဆက်လေးပြောပါမယ်ရှင်အပီးရေကျိုးပူပူဆက်ဆက်လေးရဲ့အကြော်ကျွတ်ကျွတ်မွန်မွားလေးရဲ့အချောက်ဖုတ်စီစိန်လေးရဲ့တရက်သီးစိန်လေးနဲ့ဒါလေးကတော့သမင်းမိန်စီမနက်စားလေးပါ